Chapter 9, Example 9.3. What potential difference might be applied across a 10 microfarad capacitor? It is to have an energy content of 1 joule. 10 microfarad ရှိတဲ့ capacitor တစ်လုံးမှာ energy 1 joule ရရှိဖို့ရန်အတွက်ဆိုရင် potential difference ဘယ်လောက်ရှိရမလဲတဲ့အဲ့တော့ potential difference ဆိုတာဒီ V တန်ဖိုးကိုမေးတယ်10 microfarad ဆိုတော့ဒါဒီ C တန်ဖိုးကိုပေးထားတယ် energy လို့ပေးထားဖြစ်တဲ့ကြောင့်ဒီဒါဒီဘာတန်ဖိုးကိုမေးတာလဲဆိုဘာတန်ဖိုးပေးထားလဲဆိုတော့ W တန်ဖိုးကိုပေးထားတယ်အဲ့တော့ C တန်ဖိုးကိုပေးထားတယ် W တန်ဖိုးကိုပေးထားတယ် V တန်ဖိုးကိုမေးတယ်အဲ့တော့ W equal to 1/2 CV square အဲ့တော့ဒီမှာ 2D ဒီဘက်မှာစားထားတယ်ဒီဘက်ကိုရွှေ့ရင်မြောက်ပေးရမယ်အဲ့တော့ CV square equal to W အဲ့တော့ဒီမှာ V square ကိုချက်မယ် C ကိုဟိုဘက်ကိုတွက်ဆမယ်အဲ့တော့ square ကိုပြောက်ချင်ရင် root တင်မယ်ခဏန်းတွေအစားထိုးမယ်အဲ့တော့ဒီအဖြေထွက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်